ဒီစကားများမခွင့်ရှိရောအိမ်မလား bro ငယ်တော့ကျွန်တော်အဖေလောက်ကိုင်ပြီးတော့ကြောင်းသွားဘူးအဲ့ဒီလက်ပေါ်မှာယုံကြည်အားကိုးရစိတ်ဟာအခုလက်ရှိထိပြောင်းမသွားဘူးပုံမှန်တိုင်းဆိုအဖေမျက်နှာအမြဲတမ်းလိုကြည့်ပေမဲ့အဖေနဲ့မေဘသူ့ကိုချစ်လဲမေးကျွန်တော်အမေကိုရွှေ့တိုင်းမှာရှိနေတယ်ကျွန်တော်အသက်ကြီးလာလေအဖေနဲ့စိမ့်လာလေပဲတော့တီးလားအဲတော့မှဆိုဖေကျွန်တော်တို့အကြောက်ရမယ်လူလို့ထင်ထားမိတာအဖေကအမေလေးရောက်ခံမှာကျွန်တော်အပြင်ပြန်လာတိုင်းရှာတာအမေပဲဘာမြောက်လက်မမျက်နှာချင်းလိုက်တွေ့ရတော့နှုတ်ဆက်ပဲခက်တီတီနေခဲ့ခုတလောမေသိမ့်နေမကောင်းအိမ်ကစီးပွားရေးရိတ်ချင်မကောင်းအမေကဟန်ဆောင်ပြီးပြုံးပြုံးလေးနေပေမဲ့ဖေးမရှိတဲ့နောက်တိတ်အဆင်မပြေတော့ဘူးဆုံးမဖို့တော့အမုန်းခံခဲ့နှစ်ဖူးကချွေချင်းမကြောင်ရုန်းကန်ခဲ့လူတွေကနားမှမရှိတော့တဲ့အချိန်ကျမှတန်ဖိုးတွေထားတကြထုံးစံပဲခါလစ်ပေါ်ထားရမတိုက်ဆိုင်ရန်ဖြစ်စကားများမာနိုင်လိုက်ပြန်အဖေဟဲ့ကျွန်တော်မရမ်းရဲ့အမေကိုအဖေနဲ့ကျွန်တော်ပြန်ခိုင်းရဲ့အခုကျမှလိမ္မာခွင့်မရှိတော့ဘူးကျွန်တော်အဖေတဲ့မကြည့်တော့ဘူးအားလုံးဝဲချပြီးတောင်းဝင်နေတဲ့ချိန်ကျမှအဖေကကျွန်တော်နားမှမရှိတော့ဘူးမပြောရခဲ့ဒီစကားများမခွင့်ရှိရောအိမ်မလားဝဲယူရဲ့ချိန်မလိုက်တော့ဘူးလားမင်္ဂလာဆောင်တဲ့ချိန်မေပတ်ပဲ့နေမှာအဖေစောက်ပြီးမဆိုင်တော့ဘူးလားသူနဲ့သူတို့အဖေကိုဖေလို့ခေါ်တိုင်းမှာကျွန်တော်အဖေကိုရန်တရိရတယ်မတော်ဆလမ်းမှာအဖေနဲ့တူတဲ့လူတယောက်ယောက်တွေ့ရင်တော့လိုက်ကြည့်ရစေအဖေကိုချစ်တယ်ရှိနေတော့ကျွန်တော်ပြောရမှာရှက်ခဲ့ပတ်စံတောင်းဖို့ပြင်နေကောင်းရဲ့လားတော့မေးဖို့အတွက်ကျွန်တော်ပါဇက်ကမထွက်ခဲ့အမြဲတမ်းရမယ်တင်လွယ်လွယ်လေးသဘောထားဥပက္ခပြုခဲ့တဲ့မေတ္တာတရားဝမ်းနဲ့အဖေဖြစ်စီစဉ်တာတွေအားလုံးအဖေဖြစ်တဲ့နောက်ပိုင်းကျမှဖြစ်လာတာအခုဆိုကျွန်တော်ကိုချောက်ကိုကိုရက်မိသားစုကိုဆောင်းရှောင်းနေနိုင်ပြီအဖေသာရှိမှဆိုရင်ဖေမေးသမျှကိုကောင်းဖို့ရှင်ကော့ဖြေနိုင်ပြီငယ်ချင်းတွေကိုအားကြတယ်သူတို့လိုမိသားစုဆုံးဆုံးလေးပြောခြင်းနဲ့ဖြစ်နိုင်မယ်ဆိုရင်လေနောက်ဆုံးတစ်ခေါက်တော့အဖေလို့လိုက်လေးခေါ်ခြင်းနဲ့တေးချင်းတယောက်စိတ်မုန်းတာပဲလေအဖေချစ်တဲ့မိသားစုနဲ့လမ်းခွဲကျွန်တော်ရဲ့အဖေရဲ့အိမ်ချင်းလေးရဲ့တခြင်းတွေအော်ဟစ်ဆိုးကြတယ်လေလွမ်းနေဖေးချီစုပြီးတော့အဖေရဲ့မြတ်တာမမေ့တော့ပဲမြဲတည်နေမှာပါကျွန်တော်တတ်ရှင်သမျှဘဝတစ်လျှောက်လုံးနဲ့အဖေရဲ့အမြင်ရှိနေမှာပါပြောရခဲ့ဒီ